ရှေးရှေးတုန်းကတောင်တန်းတွေချားမှာအင်မတန်ဆင်းရဲတဲ့ရွာငယ်လေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာသားတွေဟာတစ်နေ့လုံးမှတစ်နေ့စားရပြီးအနာဂတ်အတွက်မျှော်လင့်ချက်ဆိုတာမရှိသလောက်ပါပဲ။တစ်နေ့မှာတော့ရွာရက်ထိတ်ကညောင်ပင်ကြီးအောက်မှာအင်မတန်ရုပ်ဆိုးအကြီးတန်းနဲ့အဖိုးအိုတူရောက်လာပါတယ်။တကယ်တော့အဲ့ဒီအဖိုးအိုဟာလူရောင်ဖန်ဆင်းထားတဲ့ရုပ်ခဆိုးနတ်မင်းတစ်ပါးဖြစ်ပြီးအတိတ်ဘဝကဆွေမျိုးတော်ဆက်ဖူးတဲ့ရွာသားတွေကိုတနာဆက်ကျင်တာလို့ကူညီဖို့ရောက်လာတာပါအဖိုးဟာရွာသားတွေကိုစုဝေးစေပြီးဒီလိုပြောပါတယ်အမောင်တို့ငါပြောတာကိုတေချာနားထောင်ကြဒီညတန်းကောင်ရံအချိန်ကစပြီးရွာလန်းပြီးကကြောက်စလစ်ခဲလေးတွေကိုတနိုင်တမျှစုဆောင်းထားကြပါနောက်ထပ်3ရက်မြောက်တဲ့နေ့မိုးလင်းတဲ့အခါအဲ့ဒီကြောက်ခဲတွေဟာအဖိုးတန်ရတနာတွေဖြတ်သွားလိမ့်မယ်ဒီစကားကိုအဖိုးက3ရက်တိတိလိုက်လံနှိုးဆော်ခဲ့ပါတယ်။ရွာသားတွေကြားမှာအမြင်အမျိုးမျိုးကွဲပြားကုန်ကြတယ်။ရွာသားအချို့ကအဖိုးကိုပြောတာအလကားတော့မဖြစ်နိုင်ဘူးဆိုပြီးညတန်းကောင်မှာအေးရေးပြက်ခံကကြောက်ခဲတွေကိုတောင်းနဲ့အပြည့်ကောက်ယူစုဆောင်းကြတယ်။အချို့ကြတော့လေဟုံနိုးနိုးမဟုတ်နိုးနဲ့လက်တဆုပ်စားတော့ပဲအပျော်သဘောကောက်ထားကြတယ်။မယုံကြည်သူများကတော့ရုပ်ဆိုးဆိုးအဖိုးကြီးကငါတို့ကိုလှည့်စားနေတာကြောက်ခဲကယရနာဖြစ်ရအောင်နတ်ပြည်မှမဟုတ်တာလို့လှောင်ပြောင်ပြီးအိပ်ပျော်အောင်ပဲအိပ်နေကြတယ်။3ရက်မြောက်နေ့ရဲ့အရွန်တက်တဲ့ရောက်တဲ့အခါမှာတော့တရွာလုံးရုပ်ရုပ်သေးသေးထစ်သွားပါတော့တယ်။အဖိုးကိုပြောတဲ့အတိုင်းကောက်ယူထားတဲ့ကြောက်စလိတ်ခဲဤဟာတောက်ပြောင်တဲ့ရွှေတုံးငွေတုံးနဲ့စိန်စီထားတဲ့ကြောက်မြက်ယရနာတွေအဖြစ်ပြောင်းလဲသွားလို့ပါ။ကြောက်ခဲတွေအများကြီးကောက်ထားတဲ့သူတွေဟာချက်ချင်းပဲစသေးကြီးတွေထစ်သွားကြတယ်။နည်းနည်းပဲကောက်ထားတဲ့သူတွေကတော့ငါပိုကောက်ထားခဲ့ရင်ကောင်းမှာပဲလို့နှမျောတတဖြစ်ကြရတယ်။လုံးဝမကောက်ခဲ့တဲ့သူတွေကတော့ရင်ဖက်စီတီးပြီးနောင်တကြီးစွာရကြတော့တယ်။ဒါပေမဲ့အဖိုးကတော့ရွာကနေပျောက်ကွယ်သွားခဲ့ပါပြီ။ဒီပုံပြင်လေးကပေးတဲ့သင်ငန်းစာဟာပညာသင်ယူရာမှာချက်ချင်းအကျိုးမခံစားရတယ်လို့ထင်ရပေမဲ့စိတ်ရှည်တီးခံပြီးစုဆောင်းထားရင်နောက်တစ်ချိန်မှာဘဝအတွက်အဖိုးမဖြစ်နိုင်တဲ့ယရနာဖြစ်လာမယ်ဆိုတာပါပဲ။အခွင့်အရေးကိုလက်လွတ်မှနောင်တရချင်းတဲ့အချိန်ရှိကြလုံလဆိုင်ထို့အရေးကြီးပါတယ်။နောက်တစ်ဖက်မှာဒီလူပညာပေးပုံပြင်လေးတွေနားဆင်ဖို့အသေးတစ်ချက်လိုက်ကလစ်လေးတွေပေးခဲ့ကြပါအောင်နော်။